demo 1ဆိုတော့design workflow အသစ်တွေအကြောင်းကျွန်တော်တို့ဒီတစ်ခါဆွေးနွေးကြမယ်ဆိုတော့ spoiler alert အနေနဲ့က design system နဲ့ developer နဲ့အပြန်အလှန် sync လုပ်တဲ့ကိစ္စတွေလို့ component တစ်ခုကိုနင်းကုတ်ထဲမှာကွာတယ် design မှာတစ်မျိုးလို့ပြီးတော့ရင်ဟိုတော့လိုမျိုးဟို UI UX လို့ UI လို့ပြီးတော့ front end back end ဆိုတော့အဲ့ဒါတွေတစ်ခုမှမရှိတော့ဘူးဗျာဆိုတော့အဲ့ဒီ new workflow လေးအကြောင်းနော်ကျွန်တော်တို့လောလောဆယ် enterprise company တွေမှာလည်းစပြီးတော့သုံးနေတဲ့ဟာပေါ့နော်ဘယ်သူမှ perfect တော့မဖြစ်သေးဘူးဒါပေမဲ့စပြီးတော့သုံးလို့ရတယ်ဆိုတော့ဒါလေးကျွန်တော်တို့မျှဝေပေးချင်ပါတယ်ညီကိုနှစ်ယောက်ဒီတစ်ခါဆိုတော့ okay design နဲ့ engineering ကကျွန်တော်တို့ team နှစ်ခုမဟုတ်တော့ဘူးဆိုတဲ့ဟာလေးလည်းကျွန်တော်စထားတယ်ပေါ့နော် designer နဲ့ engineer နဲ့တယောက်တည်းကိုဘယ်လိုပြောမလဲဟိုလာစားနှစ်ခုဟာကိုတယောက်တည်းကိုခိုင်းတာမျိုးပြောချင်တာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ဟိုဘယ်လိုပြောမလဲ tools တွေလည်းတက်နားလည်မှုတွေလည်းတက်တီးခြားစီနေတဲ့ team မဟုတ်တော့ဘဲနဲ့ tools လည်းတစ်ခုတည်းပဲသုံးတယ်ပြီးသားလို့ရှိရင် hand of the communication ဘိုင်းတွေကောင်း60ရာမလို့တော့တဲ့ knowledge တစ်ခုတည်းပဲရှိရတယ်သူ knowledge ကို knowledge ကိုခွဲလို့မရတော့တဲ့ဒီတူလာတဲ့ team တွေပေါ့နော်အဲ့လိုမျိုးဖြစ်မှာချင်းဟုတ်တယ်အဲရဆို designer တီးတဲ့ဟာ Figma နဲ့ပတ်သက်တဲ့ knowledge တွေဒီဘက် design ဟာတွေတက်ကုတ်ကိုအရှင်းမကြည့်ဟိုဘက်ဆိုလဲဟို developer design နဲ့ပတ်သက်တာအရှင်းမကြည့်တယ်လဲကုတ်ပါပဲ focus ရှိတယ်ပေါ့အခုကကျွန်တော်တို့ဒီ role နှစ်ခုက collaboration level မှာ merge လာတဲ့သဘောပေါ့နော် team နှစ်ခုတီးတန့်စီအလုပ်လုပ်နေတာထက်ဆိုင်ကျွန်တော်တို့ကသူတစ်ခါတည်းပေါင်းပြီးတော့ solution ကို oriented ဖြစ်ပြီးတော့လုပ်နေကြတဲ့ပုံစံဖြစ်သွားတယ်ဒီအကြောင်းလေးနည်းနည်းလောက်ပြောအောင် yeah ဆိုတော့ဒီဟာကအဓိကပြောင်းလဲသွားတဲ့ဟာပေါ့နော်အေးဟိုဘယ်လိုပြောမလဲကျွန်တော်တို့မြောက် user ကျွန်တော်တို့ပြီးတော့လက်ရှိလုံးမှာလည်းလုပ်နေတဲ့ concept ပဲပါလဲဆိုတော့ AI ခေတ်မှာဘာလို့ရတချို့ကပြောရင် PM တွေလည်းကုတ်ရေးလို့ရတယ် space stream နဲ့ကုတ်ရေးလို့ရဟိုလည်းကုတ်ရေးရအဓိကမဟုတ်ဘူးနော်ဒါမှမဟုတ်လို့ရှင်ဟို Figma ထဲမှာလုပ်လို့ရတဲ့ဟာကိုလက်နဲ့လုပ်စီရမလို့ပဲကလော့နဲ့ထိန်လို့ရတယ်ဆိုတာလည်းအဓိကမဟုတ်ဟိုတစ်ခုပဲ AI ခေတ်မှာဘာပြောင်းသွားလဲဆိုလို့ရှိရင် code တို့ design တို့ဒီညမှာတော့ကျွန်တော် code လို့ပဲရေးထားတယ်ပေါ့နော်ကျွန်တော်တို့ဒါပေမဲ့အဓိက coding ဒီ code တစ်ခုရေးရတဲ့ဟာတစ်ခု function တစ်ခုအတွက် coding လုပ်ရတဲ့ဟာတစ်ခုဒါမှမဟုတ် design လုပ်ရတဲ့ဟာကအရင် precious မဖြစ်တော့ဘူးပြောချင်တာကျွန်တော်ဟိုးအရင်တော့ဆွေးနွေးကြသလိုမျိုးပေါ့ဟို paper prototype တွေနဲ့လုပ် sketch တွေနဲ့လုပ်ဘာလို့လဲဆိုအဲ့ကောင်တွေကပြီးတိုင်းနှုတ်ပြလို့လွယ်တယ်ဒါပေမဲ့အခုခေတ်ကျတော့ code ကအလိုတစ်ခုမြင်မြင်ရေးလိုက်မယ်စမ်းကြည့်လိုက်မယ်အဆင်မပြေဘူးဆို throw away လုပ်ပါတော့အဓိကကိုကအဲ့ဒါကို AI output ကို judge လုပ်နိုင်တဲ့ following mindset နဲ့ designer ဆိုလဲ design expertise ပဲရှိဖို့လိုတာပေါ့နော်အဲ့လိုမျိုးဖြစ်သွားမှာတယ် yes ကုတ်ရေးဖို့အတွက်ကျွန်တော်တို့ဟိုမှာ design ကို polish ပြီးရတဲ့အထိစောင့်ပြီးတော့မှတော့စမ်းကြမယ်ပြီးတော့ပြန်စစ်ကြမယ်အရင်ကြာတဲ့ loop ကမရှိတော့ဘူးပေါ့နော်အရင်တော့ကျွန်တော်တို့ paper prototype တွေနဲ့ try သလိုပဲပြင်လွယ်ပြောင်းလွယ်တဲ့ချက်ချင်းပဲကျွန်တော် try ဆက်ရှိရ try မယ် sample ဆက်ရှိရ sample မယ်ပြီးတော့အလုံးမဖြစ်ရင်ပြောင်းမယ်အဓိကအများကြီးမြန်ဆန်သွားတယ်ပေါ့နော်ကျွန်တော်တို့ ideation cycle တွေ presentation cycle တွေရော yeah okay ဆိုတော့ဟိုကျွန်တော်ဒီ workflow မပြောင်းခင်မှာကျွန်တော်တခုလေးပြောပြချင်တာလေးရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ကပစ္စည်းအသေးရတိုင်းအဟောင်းသုံးနည်းပဲသုံးတဲ့အရှိဒါ tech industry မှာဒါထုံးစံတိုင်းနော်ဟိုဘယ်လိုပဲကျွန်တော်တို့ရှိရ senior တွေဆရာကြီးတွေလွန်ခဲ့တဲ့ဟို15နှစ်16နှစ်အရင်ကဟိုဘယ်လိုပြောမလဲဒီ shift တစ်ခုပြောင်းလာတယ်အများတန်းကျွန်တော်တို့မျှဝေလေးရှိတဲ့ဟာလေးတစ်ခုကျွန်တော်ပြန်ပြီးတော့ဒီနေ့မျှဝေတယ်ပေါ့နော်ကျွန်တော်တို့ senior တွေဆရာနေဟိုပြခဲ့တဲ့ရတယ်ဘာလဲဆိုတော့ဟိုးအရင်တုန်းကကျွန်တော်တို့ waterfall ကနေပြီးတော့ agile ကိုကျွန်တော်ပြောင်းတဲ့အခါကျတော့ဘယ်လိုပြောမလဲဆိုတော့ waterfall ဆိုတော့အားလုံးသိကြတဲ့အတိုင်း step တစ်ခုပြီးမှတစ်ခုသွားတယ်ပြီးတော့နောက်တစ်ချိန်အနောက်ဘက်ကိုပြန်မသွားဘူးအစဆုံးပြီးတော့မှကျွန်တော်เนาะဒီ hand off အကုန်လုံးပြီးသွားတော့မှเนาะဒီက release လုပ်ပြီးတော့မှပြန်သွားရင်နားလည်အောင်ပြန်လုပ်တယ် requirement လုပ်တယ်အဲ့လိုသွားရအောင်ပေါ့ agile ကကြတော့ပို့ပြီးတော့ကျွန်တော် frequent ဖြစ်တယ်နောက်ပြီးတော့လို့ရှိရင် agile ရဲ့ basic concept ကပါလဲဆိုတော့ဟို iteration တစ်ခုတိုင်းဥပမာဆိုတော့နှစ်ပတ်ပဲလုပ်တစ်လပဲလုပ်ပေါ့နော်ကို sprint ပဲဖြစ်ကို scrum ပဲသုံးဒါမှမဟုတ် shape up ပဲသုံးတရားပဲသုံးပေါ့နော်အဲ့တစ်ခုချင်းစီကိုတတ်မှတ်ပြီးတော့ဒီနေ့ကနေဒီနေ့အတွင်းမှာငါတို့ဒါတစ်ခု deliver လုပ်မလို့အဲ့ deliver လုပ်တဲ့ကောင်ကအဲ့တစ်ချိန်မှာတည်းကသုံးလို့ရတဲ့ဟာဖြစ်ဖို့လိုတယ်ပေါ့ဒါက agile ရဲ့ guarantee ပေါ့နော်ဥပမာကိုကဒီကနေပြီးတော့တညာသွားခြင်းတဲ့ solution ထုတ်ခြင်းလဲဆိုရင် skate ပဲဖြစ်ဖြစ် bicycle ပဲဖြစ်ဖြစ်အဲ့ဒီနှစ်ပတ်အချိန်ယူပြီးထုတ်တယ်ဆိုထွက်လာတဲ့ကောင်ကသုံးလို့ရမယ်ဟိုဘယ်လိုပြောမလဲဆိုတော့ bicycle တစ်ခုရဲ့အစိတ်ပိုင်းပဲမဟုတ်ဘူးဟိုပုံမှာဘေးလုံးတစ်လုံးနှစ်ပတ်တည်းမှာဘေးလုံးတစ်လုံးရမယ်ဆိုရင်ဘေးလုံးကဘယ်လိုပြောမလဲဟိုမပဲသွားလို့ရမှာဘေးပေါ်မှာထိုင်ပြီးလိမ့်တော့ဟုတ်တယ်ဟုတ်လားဆိုဟို iteration တစ်ခုချင်းစီတိုင်းကတကယ်သုံးလို့ရတဲ့ထွက်လာဖို့လိုတယ်နောက်မှသုံးလို့ရမယ့်ဟာတခုအစိတ်ပိုင်းထွက်လာတာမဟုတ်ဘူး agile ရဲ့ promise ကအဲ့ဒါဒါပေမဲ့တော်တော်များများအဲ့ဒါကိုဘယ်လိုသုံးလဲဆိုလို့ရှိရင်ဟိုတကယ် final solution ရဲ့တစ်စိတ်ပိုင်းလေးတွေကို2လဆို2လဒါမှမဟုတ်2ပတ်ဆို2ပတ်အဲ့လိုမျိုးပေါ့နော်သူတို့
ထုတ်ပေးတဲ့ဟာမျိုးနဲ့သွားတော့သူတို့ဒါကို agile လို့ခေါ်တကယ်နဲ့ agile ကိုဒါ waterfall ကိုပဲဘယ်လိုပြောအချိန်သတ်မှတ်ပြီးတော့ထုတ်ပေးထားတဲ့ waterfall တေးလေး waterfall with deadlines ပေါ့ အဲ့ concept မျိုးပဲကျွန်တော်တို့ဒီ AI ခေတ်မှာလဲပေါ့နော်ဒီ shift ဖြစ်လာတဲ့အချိန်မှာလဲ concept ကဒီပုံစံမျိုးပဲ mix ဘယ်လိုပြော misunderstanding ကဒီတိုင်းပဲသုံးကြအောင်ဖြစ်မယ်လို့ထင်တယ်နော် AI ခင်မှာကျွန်တော် Instagram reels တွေကတော့ဘာပြောလဲဆိုတော့ sales team တွေကပဲကုတ်လုံနိုင်ပြီဘလို့ဖြစ်သွားလဲဆိုတော့အားလုံးကဒီ hype အနောက်ကိုလိုက်နေကြတာပေါ့ကွယ်ဒီလားအားလုံးကုတ်လုံနိုင်ပြီအဲ့တော့မင်းလည်းကုတ်လုံလိုက်ပါဆိုတဲ့ပုံစံမျိုးတစ်ခုအားလုံး build နေပြီကိုလည်း build လိုက်ပါဆိုတဲ့ပုံစံမျိုးဒါပေမဲ့တကယ်တမ်းကကျွန်တော်တို့ကAI ကကျွန်တော်တို့ empower ပေးနေတာပေါ့နော် product တွေကျွန်တော်တို့ idea တွေကို shift faster လုပ်မယ်အမားတွေကနေမြဲ learning လုပ်မယ်ပြီးတော့ပုံကောင်းတဲ့ဟာတွေ improve လုပ်မယ်ကျွန်တော်တို့မြင်တာတော့ shift ကအဲ့အပိုင်းမှာလို့မြင်တယ်ပေါ့နော်လူတိုင်းလုံနိုင်တာ build လုပ်နိုင်တာကတစ်ပိုင်းဒါပေမဲ့တကယ်လုံနေတဲ့လူတွေမှာပို့ပြီးတော့ efficiency ကအများကြီးမြင်လာတယ်ပေါ့နော်ဟုတ်တယ်အခုကကျွန်တော်တို့ကဘာပဲဖြစ်ဖြစ် AI အကြောင်းဆိုပြီးတော့ဘယ်လိုပြောမလဲဟိုလူလဲကိုလို့ရတယ်ဒီလူလဲကိုလို့ရဟိုလူလဲ prototype လုပ်လို့ရတယ်ဒါပေမဲ့တကယ်တမ်းက AI မရှိလေအဲ့ဒါတွေကလုပ်ရှင်တယ်ဆိုလုပ်လို့ဟိုဘယ်လိုပြောလူတိုင်း prototype လုပ်ရှင်တယ်ဆိုလုပ်လို့ရဥပမာ workflow တို့ပါလို့ဆိုရင် coding မလုပ်ဗျာဟိုဘယ်လိုပြော Figma တို့ဘာလို့ခတ်တယ်ဆိုလို့ရှိရင်လဲဟိုဘယ်လိုပြောမလဲ AI မရှိဘူးဆိုလို့ရှိရင် paper နဲ့ပဲဖြစ်လူတိုင်းလုပ်လို့ရတယ်ဗျာဟိုဘယ်လိုပြောမလဲဟို product team ရဲ့ပြဿနာဘယ်တော့မှဟိုဘယ်လိုပြောလဲ team ထဲမှာရှိသမျှ company မှာရှိသမျှလူတိုင်း coding မရေးရလို့ငါတို့ product ဆုံးရှုံးမှာပဲ company တခုမှမရှိခဲ့ဘူးဟိုဘယ်လိုပြောဟိုလူတိုင်း coding ရေးလို့ရတာက product ရဲ့ပြဿနာဘယ်တော့မှမဟုတ်ခဲ့ဘူး product ရဲ့ပြဿနာဘာလဲဆိုလို့ရှိရင်အချိန်မီထုတ်မရလို့အချိန်မီမလေးလာလိုက်ရလို့နားမလဲလိုက်လို့မှားယွင်းတဲ့ product ကိုထုတ်မိတာကပဲပြဿနာပေါ့နော် market အလိုနဲ့ကိုဟာနဲ့လွဲခဲ့တာဘသူ coding ရေးနိုင်မရေးနိုင်ဘူးလို့ Figma ကို cloud နဲ့ထိန်းလို့ရတော့ဟာဘယ်တော့မှပြဿနာမဟုတ်ဘူးထိန်းမရလဲဘာမှမဖြစ်ဘူးထိပ်ပြရလဲဘာဟုတ်ပြီ yes ဟုတ်တယ်နော် okay ဆိုရင်ကျွန်တော်တို့ဒီနေ့demo လေးပေါ့နော်အဓိကဒီ mindset နဲ့ပတ်သက်ပြီးတော့ဘယ်လိုပုံစံမျိုး design နဲ့ engineering ကဘယ်လိုပေါင်းစပ်သွားတယ်ဘယ်လိုပုံစံမျိုးတွေ workflow ပြောင်းသွားရဲဆိုတဲ့ဟာလေးကျွန်တော် demo လေးလုပ်ထားတဲ့ဟာလေးရှိတယ် yes အဲ့ဟာလေးကျွန်တော်တို့ရင်တစ်ချက်ကြည့်လိုက်အောင်နော် okay ဆိုတော့ကျွန်တော်အခု demo လေးတစ်ချက်လောက်ပြပေးမယ်နော်ကျွန်တော်ခဏနေ screen လေး share လိုက်ပါမယ်ဆိုတော့ဒီတစ်ခေါက်ကကျွန်တော်တော်တော်များများဟိုသုံးလို့ကြလားမသိဘူးကျွန်တော် to do list ဆိုတဲ့application ပေါ့ဟိုကျွန်တော် Notion လောက်လည်းမဟုတ်ဒါပေမဲ့သူကပို့ပြီးတော့ focus လုပ်ဖို့ပို့ပြီးကောင်းတယ်အဲ့ to do list မှာရှိတဲ့ ramble ဆိုတဲ့ feature ရှိတယ်သူကကျတော့ဘာလဲဆိုတော့ဟိုတော်တော်များများဗျာဟို list နဲ့အဲ့လိုမျိုးလာရေးကြမျိုးမဟုတ်ဘဲနဲ့ပါဇက်နဲ့ပဲကိုပြောချင်တဲ့အောင်မျိုးစုပြီးတော့ပြောလိုက်တယ်ဗျာအဲ့လိုပြောလိုက်တဲ့ခါကြလို့ရှိရင်ကျွန်တော်တို့ကတခါတည်းဟိုဘယ်လိုပြောမလဲ summarize လုပ်ပြီးတော့ဒါမင်းတို့ကမ list တွေဆိုတော့သူကထုတ်ပြီးပြီးတော့သူ software နဲ့ပေါင်းတဲ့အတွက်ကြောင့်မို့တခါတည်း idea ကိုထည့်ပြီးပေါ့နော်ဆိုတော့ကျွန်တော်အဲ့ feature လေးသဘောကျလို့ဒီနေ့ကျွန်တော် basics ပါလေးစလုပ်ထားတယ်ဆိုတော့ကျွန်တော်ဟို web app မှာကျွန်တော်ပြောချင်တာပြောလို့ရတယ်အဲ့ဒါကိုပြီးတော့ကျွန်တော် list ပြန်ထုတ်ပြီးရပေါ့နော်ဆိုတော့လောလောဆယ် feature အားဖြင့်တော့ simple ဖြစ်တယ်ကျွန်တော်တို့ကအဓိကဒီဘယ်လိုပြောမလဲဟိုဒီ feature အကြောင်းပြောချင်တာမျိုးမဟုတ်ဘဲနဲ့ design engineering ဒီကောင်ဆိုဘယ်လိုချင်းကတ်တယ်ဆိုတဲ့ဟာပေါ့နော်ဆိုတော့နောက်ပိုင်းကျရင်တော့ကျွန်တော်စဉ်းစားနေရလေးတော့ရှိတယ်ဒီကောင် maybe တခြားဟို prototype tools နဲ့ချိန်ပြီးတော့ဘယ်လိုပြောမလဲ multiple prototype တွေတခါတည်းဒီ voice input ကနေလှမ်းထုတ်လို့ရအောင်ပေါ့နော်ကျွန်တော်အဲ့လိုမျိုးလေးလုပ်ဖို့စဉ်းစားထားတယ် okay ဆိုတော့လောလောဆယ်ကျွန်တော် share screen လေး share လိုက် screen လေးမြင်ရလားမသိဘူး yes yeah okay နော်ဆိုတော့ကျွန်တော်အဲ့ idea လေးတစ်ခုပေါ့နော်ဒီမှာ user ဝင်လာလို့ရှိရင်သူ့ကိုဒီ time တို့ weather တို့ dates တို့ပါလို့ပြရှိပြီးတော့ရင်ရှင်းရှင်းလေးပဲသူက what's the big ramble for today မင်းဒီနေ့ခေါင်းထဲမှာဖြီးနေတယ်ဥမာငါဒါကြီးလောက်အောင်မယ်ဒါကြီးလည်းပြောအောင်မယ်ဒီဟာကြီးလည်းစီစဉ်ရအောင်မယ် presentation လည်းလုပ်အောင်မယ်ကုန်လည်းရေးအောင်စသဖြင့်မှာခေါင်းထဲမှာရှိနေတော့အကုန်လုံးတဲ့ပဲပြောလိုက်ဆို mic click နှိပ်လိုက်ပြီးတော့စပြီးပြောလိုက်သူက visualization နဲ့သူကတေချာနားထောင်ပြီးသားလို့ရှိရင်ကျွန်တော်တို့ဥမာတော့ presentation လုပ်ရမယ်ဒီကောင် priority high ဖြစ်မယ်ပါညာပါပေါ့နော်ကျွန်တော်ဒီအမျိုးလေးထုတ်ပြီးအဲ့ဒီကောင်နောက်ပိုင်းကျရင်ကျွန်တော်တို့ဘယ်လိုစဉ်းစားနေလဲဆိုတော့ maybe ဘယ်လိုပြောမလဲတချို့ကောင်တွေကဒါ mail ပို့ဖို့အတွက်ကောင်တွေ slide လုပ်ဖို့အတွက်ကောင်တွေ gist လုပ်ဖို့အတွက်ကောင်အဲ့လိုမျိုးပေါ့နော်ကိုယ့်ရဲ့ test တွေကို category ခွဲပေးပြီးတော့လိုအပ်တဲ့ agent တွေတခါလေးချိန်ပေးတဲ့ဟာမျိုးပေါ့အဲ့လိုမျိုးidea တခုကျွန်တော်စပြီးထုတ်ပါပေါ့ဆိုတော့အဓိကဒီ basic version ပေါ့ပြောလိုက်တဲ့ voice message ကိုနားလည်ဖို့ပြီးတော့ရင်လိုတဲ့ gist တွေထုတ်ပေးပေါ့အဲ့ပုံမှန်မူဒီဗီဒီကောင်ဆက်ပြီးတိစောက်ပါပေါ့လေဆိုတော့တော်တော်ဒီကောင်လေးတခုပေါ့ဆိုတော့အဲ့ဒါနဲ့ကျွန်တော်တို့ဒီ feature လေးတခုကျွန်တော်လုပ်လိုက်တဲ့ဟာလေးတစ်ချက်ပြမယ်နော် Imran Dev ကဒါ new auto layout new auto okay so yeah okay
ဆိုတော့ဒါကကျွန်တော်တို့ဒီ final ဟောပေါ့နော် UI ဆိုပါတော့လေနော်သုံးလို့ရရောလေဆိုတော့ဒီ demo အတွက် okay ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်နမူနာလေးရှင်းလောက်စမ်းကြည့်လိုက်နော် okay I need to prepare the presentation slides for next Monday and I also need to work on some of the components for the next feature and I also have to plan for my birthday trip and I also want to finish my report for the usability test. Let's see. Okay. So demonstration in general valley, prepare presentation slides, develop feature components, plan birthday trip, complete usability report, etc. So ပြောချင်တာကျွန်တော်ဒီ POC လေးပေါ့ proof of concept အနေနဲ့ဒီကောင်ကကျွန်တော်တို့စီက voice input ကိုလက်ခံတယ်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီ LLM တစ်ခုကနေ run ပြီးတော့ကျွန်တော်ဒီကထုတ်ပြီးเนาะဆိုတော့ဒီကနေပြီးတော့ next step ကကျွန်တော်ပဲဆက်သွားခြင်းလဲဆိုတော့ကိုလိုရမယ့် test မှာမူတည်ပြီးတော့ဘယ်ဥပမာဆိုဒီကောင် prototyping ဆိုလို့ရှိရင်ဥပမာဆိုတော့ levelable 3တာဖွင့် something ပေါ့เนาะအဲ့လိုမျိုးကိုယ့်ရဲ့ gist တွေကိုပေါ့ဘယ် agent ကိုမင်းသုံးဆိုတာမျိုး suggest လုပ်မဲ့အဲ့လို concept မျိုးပေါ့ဆက်သွားခြင်းလဲဆိုတော့ okay ဆိုတော့ဒီ POC လေးတော့အခုကျွန်တော်တို့ဒါအလုပ်ဖြစ်နေပြီပေါ့နော်ဆိုတော့ဒီ POC လေးကျွန်တော်လုပ်ခဲ့တဲ့ခေါ်လေးကိုကျွန်တော်တစ်ချက်အခုပြန်ပြီးတော့ရှင်းပြပေးမယ်နော် okay ဆိုတော့ကျွန်တော်တို့ဒီ POC ကိုကျွန်တော်အမြန်ဆုံးကျွန်တော်ဒါလုပ်ခဲ့တဲ့ဒီ feature တစ်ခုပေါ့နော်ဒီနေ့ခေတ်မှာလုပ်တဲ့ workflow ကအရင်တော့ကျွန်တော်တည်ထားတဲ့ workflow တွေနဲ့တခြားစီဖြစ်သွားပြီပေါ့နော်လုံးဝဟောသွားပြီဆိုတော့အဲ့အကြောင်းလေးကျွန်တော်တစ်ချက်လောက်ဒီမှာရှင်းပြပေးခြင်းဆိုတော့အကုန်ပြောပြပါအောင်အရင်တော့ကကျွန်တော်လုပ်တဲ့ flow ကဘယ်လိုပုံစံမျိုးဖြစ်မလဲကျွန်တော်အရင်တော့solution oriented ဖြစ်ဆိုတော့ပြဿနာပါလဲဆိုတော့အရင်လိုက်ရှာတယ်ပေါ့နော်ကျွန်တော် research တွေလုပ်မယ်ထပ်ခါတွဲလေးလုပ်မယ်ပြီးသွားတဲ့အချိန်ကျတော့မှကျွန်တော်တို့ possible ဖြစ်တဲ့ solution နဲ့ wireframes တွေစလုပ်မယ်ပြီးတော့မှကျွန်တော်တို့ဒီ visual ဘိုင်းတွေလာမယ် UI လုပ်မယ်ပြီးတော့ရင်ကျွန်တော် standardize လုပ်တဲ့အပိုင်းတွေလာမယ်ပြီးတော့မှကျွန်တော်တို့ဒီ UT testing တွေလုပ်မယ်ပြီးတော့ရင်မလုပ်မယ်ဆိုတော့ကျွန်တော် development handoff ဆိုပြီးတော့အားလုံးတေချာ organize လုပ်ပြီး developer တွေကို call တဲ့ထည့်ပြီးတော့ကျွန်တော်ဒီမှာ handoff လုပ်လိုက်ရောပြီးတော့ကျွန်တော် front end လုပ်မယ် back end front end ပိုင်းဆိုင်ရာတွေလုပ်မယ်ပြီး design ဘက်ကပြန်လာမယ်စစ်မယ်ဒီလိုပဲဒါအရင်ကျွန်တော်တို့ traditional ပုံစံမျိုးသွားနေတဲ့ဟာမျိုးပေါ့နော် design ဘက်ကအားလုံး full stop ပြီးသွားပြီဆိုတဲ့အချိန်ကျတော့မှ development ဘက်ကစတယ်ပြီးတော့မှ design နဲ့ development နဲ့ back and forth တွေသူ့ပိုင်းကိုပိုင်း segment လိုက်ကြီးကွဲနေတာပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်ဟုတ်တယ်เนาะကျွန်တော်တို့ဟိုအရင်တော့လုံနီးနဲ့အခုလုံနီးနဲ့အဓိကပါကွာသွားလဲဆိုတော့ပွင့်လင်းပြောရင် UX research ဆိုတာက face တစ်ခုမဟုတ်တော့ဘူးဟိုဘာလို့လဲဆိုတော့ဆက်ချင်းမှာသူလူတွေကိုသွားမေးနေတဲ့နေမျိုးနဲ့ဥပမာဆိုကျွန်တော်တို့အရင်တော့ခေါ်တဲ့ attitudinal research ပေါ့လေကျွန်တော်တို့ကဟိုလူတွေသူတို့ရဲ့ belief system တွေပြီးတော့ရင်သူတို့ရဲ့ day to day work တွေအကြောင်းသွားမေးတဲ့ဟာမျိုးဘယ်လိုပြောမလဲဒီနေ့ခေတ်မှာကိုတိဆောက်နေတဲ့ product ကဟိုပထမဆုံး product ဖြစ်ချင်မှဖြစ်လိမ့်မယ်မဖြစ်ပါဘူးများလူတိုင်းနီးပါး product တိဆောက်နေကြတဲ့ခေတ်ဟိုကို category မှာအများကြီးလည်းရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့အများသောအားဖြင့်ကဘယ်လို research မျိုးကပဲ useful ဖြစ်လဲဆိုလို့ရှိရင်ကို idea တခုတကယ်စမ်းသုံးကြည့်နေတဲ့အခါတကယ် real world နဲ့ test လုပ်လို့ရတဲ့ဟာမျိုးကပဲ useful ဖြစ်တယ်အဲ့ခါကျတော့ကျွန်တော် research ဆိုတဲ့ကောင်ကစချင်းမှာလုပ်ပြီးသွားရင်ပြန်စစ်တယ်ဆိုတဲ့ဟာမျိုးမဟုတ်တော့ဘဲနဲ့သူကတောက်လျှောက်ကျွန်တော်တို့နဲ့တောက်လျှောက်လိုက်နေတဲ့ဟာမျိုးဖြစ်သွားပြီပေါ့နော်ပြောချင်တာကဘယ်လိုပြောမလဲဆိုတော့ဟိုအရင်ဆုံးလေးလာခြင်းတဲ့ကောင်လေးကြိုလေးလာပြီးတော့မှဟိုတစ်ခုလို့ဆိုတာမျိုးက relevant ဖြစ်တော့ဘူးပေါ့နော်အဲ့စားကျွန်တော်ကဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်တော် test လုပ်လို့ရတဲ့ product နဲ့ကျွန်တော်တောက်လျှောက် test လုပ် right ပြီးတော့လို့ရှိရင်ကျွန်တော်အဲ့ရနေပြီးပုံမှန်လေးလာမယ်ဆက်သွားမယ်ဆိုတော့အဲ့တော့ဒီနေရာမှာကျွန်တော်ကဘယ်လိုဖြစ်သွားလဲဆိုလို့ရှိရင် design product engineering က low fidelity mid fidelity high fidelity တောက်လျှောက်မှာကျွန်တော်တို့ ਨੇ အမြဲတမ်းပါမယ်ဟိုဘယ်လိုပြောမလဲလောက်ရတဲ့ထားမျိုးဖြစ်သွားပြီပေါ့နော်ဆိုတော့ low fidelity မှာလည်း design ရောကျွန်တော်တို့ product ကို engineering ရောရှိတယ် low fidelity အရင်တော့ designer တွေဆွဲတဲ့ sketch တွေကိုခေါ်တာတကယ်တမ်းမဟုတ်အခုကကျတော့ product state ဒီ product state ကကျွန်တော် low fidelity ပဲရှိသေးတယ် final ကျွန်တော်တို့ market ကို full scale သွားမဲ့ level မျိုးမဟုတ်ဒါပေမဲ့သုံးလို့ရတယ် day 1 နဲ့ကစမ်းလို့ရတယ် day 1 နဲ့က problem solve ဖြစ်တယ် paper sketch တွေမဟုတ်ဘူးကျွန်တော်တို့ whiteboard ပေါ်က diagram တွေမဟုတ်ဘူး right ကျွန်တော်တို့ပြီးသွားလို့ရှိရင်ဘယ်လိုပြောမလဲဆိုရင်ဟိုစိတ်ကူးနဲ့စမ်းသုံးကြည့်လို့ရတဲ့ဘယ်လိုပြောမလဲ Figma တွေက prototype တွေမဟုတ်ဘူး frame တွေမဟုတ်တော့တကယ် coding လုပ်ထားတဲ့တကယ်သုံးလို့ရ feature မျိုးပေါ့နော်အဲ့လို feature မျိုးတစ်ခုပေါ့နော်အဲ့ဒါမျိုးနဲ့ကျွန်တော်တို့ကစတယ် low fidelity ဆိုတာ product state designer sketch ကိုပြောတာမဟုတ်တော့ဘူးအဲ့လိုပဲ mid file high file ဆိုတာလေဒါ product state တွေကိုခေါ်တာပေါ့နော် designer ရဲ့ sketch တွေ designer ရဲ့ design ဘယ်လောက်ဟိုလှတယ်မလှသေးဘူးအကျန်းတယ်ဆိုတဲ့ဟာကိုခေါ်ရမှာမဟုတ်တော့အဲ့ lens နဲ့ကျွန်တော်ပြောင်းတွေးရမှာပေါ့နော်
Okay အဲ့တော့ကျွန်တော်တို့အခုနလောက်ထားတဲ့ပြလိုက်တဲ့ demo လေးမှာဘယ်လိုဟာလေးကျွန်တော်တို့လောက်ထားလဲဆိုတဲ့ဟာလေးတစ်ချက်ကြည့်လိုက်အောင်နော် Okay အဲ့တော့ကျွန်တော် low fidelity state မှာအဓိကdesign ပြီးတော့ paper sketch ဆွဲလိုက်တယ်ဒီလိုပုံစံမျိုးကျွန်တော်တို့ဟို concept ပုံစံမျိုးရှိတဲ့ဟာရေးရတော့မှန်တယ် sketching လုပ်တယ်ဒါပေမဲ့တခါတည်းကျွန်တော်တို့သုံးလို့ရတဲ့ state clickable လုပ်လို့ရတဲ့ state လေးဖြစ်အောင်ဒီ step လေးလုပ်ထားတယ်ပေါ့အရင်ဆုံးကျွန်တော်တို့ Barebone UX လေး prepare လုပ်တယ်ပြီးတော့ကျွန်တော်တို့ဒီမှာ web speech API transcript recording ဟာတွေ Gemini AI setup လုပ်တဲ့အပိုင်းတွေဒါ engineering ဘက်မှာပေါ့နော်ဒီဘက်မှာကျွန်တော် word copy framing တွေ prompt iterations တွေဒီအပိုင်းတွေလုပ်တယ်ပြီးတော့ကျွန်တော်တို့ဒီ speech API transcript recording တွေ Gemini AI setup လုပ်တာတွေ backend POC ဟာတွေเนาะပြီးတော့ကျွန်တော်တို့ဒီတစ်ခါစ run ဖို့အတွက်လိုအပ်တဲ့ basic components တွေပေါ့နော်ဒါတွေအကုန်လုံးလုပ်တယ်အဲ့တော့ result အနေနဲ့ကျွန်တော်တို့တစ်ခါ half a day မှာပဲ low fidelity တစ်ခါကျွန်တော်ဒီနှိပ်ကြည့်လို့ရတယ်ဥပမာ voice recording ဆိုလဲ voice recording လုပ်ကြည့်လို့ရတယ် text တွေဆို text တွေအကုန်နှိပ်ကြည့်လို့ရတယ်ဆိုတော့ level ပေါ့နော် functional ဖြစ်တယ်ဒါပေမဲ့ fidelity က low ဖြစ်တဲ့ state လေးကျွန်တော်ရလာတယ်ပေါ့အဓိကကျွန်တော် engineering ဘက်မှာ solution လေ okay ဒါကကျွန်တော်လိုချင်တဲ့ product experience တွေကျွန်တော် try ချင်တဲ့ကောင်မျိုးဆိုရင်ကျွန်တော်အဓိကဆိုပါစို့ကျွန်တော်ဟိုနဲ့ဟိုဘယ်လိုပြောမလဲဒီ transcript ရလာလို့ရှိရင်ဒီကျွန်တော် web speech API နဲ့ transcript ရလာလို့ရှိရင်အဲ့ကောင်ကိုGemini ကိုပို့ပေးဖို့အတွက်ပြီးတော့ Gemini ကပြန်ရလာတဲ့ကောင်ကျွန်တော်ဒီမှာပြန်ပြီးလက်ခံဖို့အတွက်အဲ့ဒီနောက်ဒီ backend ပေါ့နော်ဆိုတော့ဒီကျွန်တော်ဒီ route တစ်ခုပဲပေါ့လောလောဆယ်တော့ဒီ route တစ်ခုကျွန်တော်စပြီးတော့တိဆောက်ကြည့်မယ်ပြီးတော့ရင် front end မှာဆိုလို့ရှိရင်ဒီ basics component ဒီ component တွေရှိတာတော့နှိပ်လို့ရတဲ့ကောင်ဒါ result ပြမယ်ကောင်စသဖြင့်အဲ့တော့ထွက်လာတဲ့ result ကခုနကောင်ပြောသားသလိုပဲဟို market ကို launch လုပ်လို့မရဘူးဒါပေမဲ့အဆင်ပြေတယ်ပြဿနာမရှိဘူး launch လုပ်ဖို့ကျွန်တော်တို့ concept က launch လုပ်ဖို့မဟုတ်ကျွန်တော်တို့ရည်ရွယ်ချက်ကလေ့လာဖို့ဆိုတော့ဒီနေရာမှာကျွန်တော် low fidelity ဖြစ်တဲ့ design မလှဘူးမသိ HTML အတိုင်းပဲ PCF မှာကျွန်တော်မရေးထားဘူးဒါပေမဲ့တကယ်ဆန်းလို့ရတယ်အခုနကျွန်တော်တို့လိုချင်တဲ့ concept မျိုးတကယ် AI နဲ့တကားပြောပြီးကျွန်တော်တို့လိုချင်တဲ့ကောင်ထုတ်ပြီးဆိုတော့အဲ့နေရာမှာကျွန်တော်ကဘာလေ့လာလို့ရလဲဆိုကျွန်တော်တို့ရဲ့အဲ့ဒီ prompt transcript ရလာလို့ရှိရင်ကျွန်တော်တို့က Gemini ကိုပို့ပေးဖို့အတွက်ဂျားထဲမှာကျွန်တော်တို့ကဒီ prompt ထည့်ပြီးဆိုတော့ Gemini က okay ဒါ transcript ဒါမင်းတို့ပို့ပေးရ prompt ဒါက result အဲ့ communication မှာဒီ prompt ကတကယ်အလုပ်ဖြစ်လားမဖြစ်လားဆိုတော့ကျွန်တော်လေ့လာရဗျဒါကကျွန်တော်တို့ရဲ့ main လေ့လာတဲ့ point တာပဲ prompt ကဘယ်လောက် useful ဖြစ်တယ်မဖြစ်ဘူးကျွန်တော်တို့လိုချင်တဲ့ဟိုမျိုးရလားမရလားဆိုတော့မျိုးကျွန်တော်လေ့လာတယ်ပြီးတော့ကျွန်တော်မျိုးစုံ test ကြည့်မယ်ဗျာ try ကြည့်မယ်ဟိုမြန်မာလိုပြောကြည့်မယ်ဟင်ဒီလိုပြောကြည့်မယ်ကျွန်တော်တခြား language တွေပြောကျွန်တော်ပန်ဂျာဘီလိုကျွန်တော်ပြောကြည့်မယ်ဟိုမျိုးစုံပေါ့အကြောင်းအရာတွေမျိုးစုံပြောကြည့်မယ်2မိနစ်3မိနစ်တောက်လျှောက်ထိုင် run မယ်အဲ့ဆိုဘာဖြစ်မှာလဲအဲ့ဒါအများကြီးထိုင်လေ့လာလို့ရတယ်ဗျာဆိုတော့ဒီကောင်တွေကကျွန်တော်တို့ဟိုFigma မှာ frame လေးတွေနဲ့စိတ်ကူးယဉ်နေစရာ concept တွေမဟုတ်တော့ဒါတကယ်လုပ်လို့ရတယ်အဓိကသူ့ရဲ့ကောင် judge လုပ်ဖို့ပဲဟိုဘယ်လိုပြောမလဲဟိုကျွန်တော်ကိုယ်တိုင်တက်လိုင်းချင်းစီထိုင်မရေးကြတော့ဘူးဒီနေ့ခေတ်ကကြတော့အဓိကဒါမဲ့တစ်ခုရှိရပါဒါနောက်ပိုင်းမို့နော်ကျွန်တော်နောက်ပိုင်း cover လုပ်မှာပေါ့ဟိုရေးတဲ့ကောင်တွေအတွက် coding standards တွေပါဒီကောင်တွေ skill setup လုပ်တယ်ဒါတော့ကို engineer နဲ့ကျွန်တော်တို့တိုင်ပင်ပါလို့ suggest လုပ်တယ်ပေါ့နော်ပြီးတော့အဓိကဒီ code generate လုပ်တာ engineer တွေပဲလုပ်တယ်ဒါပေမဲ့ပြောချင်တာက designer နဲ့ engineer နဲ့ဆွေးနွေးရမယ့်ကောင်ကဘယ်လိုပြောမလဲဆိုတော့ဒီနေရာမှာ color တွေမဖြစ်တဲ့color stage ရောက်မှဆွေးနွေးနေလို့မရဘူးပေါ့ designer နဲ့ engineer ဒီနေ့ခေတ်တည်းဒီအချိန်မှာတည်းကအလုပ်စလုပ်ဖို့လိုတယ်ပေါ့နော်ဆိုတော့ yeah ဒါ low fidelity stage ပေါ့ mid fidelity မှာဗာလေးလောက်ကြမလဲအခုနကကျွန်တော်တို့ functional ဘိုင်းနေစမ်းနေအားလုံးအဆင်ပြေရကျွန်တော် language တွေအမျိုးမျိုးစမ်းနေဟလားကျွန်တော်တို့ accent ကိုမိစမ်းနေအခုဒီမှာနည်းနည်းလေး refine လုပ်မယ်ကျွန်တော်တို့ structure လေးတွေ layout လေးကျွန်တော်တို့ချပေးမယ်ပြီးတော့ရင်ဘယ်နေရာလေးတွေကျွန်တော် state behavior ဘယ်လိုမျိုးလိုချင်တယ်ဥပမာ voice recording လုပ်တဲ့အခါဆိုဘယ်လိုမျိုး behave လုပ် result ပြတဲ့အခါမှာဘယ်လိုမျိုးvariables တွေပေါ့နော်ဒါလေး define လုပ်မယ်ပြီးတော့ကျွန်တော် prompt iterations တွေလုပ်မယ်ဒီနေရာမှာ styling တွေကျွန်တော်စပြီးတော့ထည့်လာမယ်အဲ့လိုပေါ့အဓိက main backbone UX ဥစ္စာနဲ့ကျွန်တော်အနည်းဆက်ဆုံးဖြစ်လာတဲ့ visual ဘိုင်းတွေကို mid fidelity level အနေနဲ့ကျွန်တော် treat တယ်ပေါ့နော်ဒီမှာကြည့်မယ်ဆိုဒီအရန် personalize ဖြစ်မနေဘူးပြောမယ်ဆိုရင်အခုနကပုံစံ state ထက်ပို့ပြီးတော့ test လို့ကောင်းတယ်ပို့ပြီးတော့ direct လုပ်လို့ကောင်းတဲ့ level အထိကိုဒါလည်းနေ့တစ်ဝက်လောက်အတွင်းမှာပဲကျွန်တော်တို့ mid fidelity level အထိဖြစ်အောင်လုပ်လို့ရတယ်เนาะ yes เนาะဆိုတော့ဒီနေရာမှာဆိုရင်ကျွန်တော်တို့က user တွေနဲ့လည်းစပြီး share ပြီးတော့ဘယ်လို feedback ကောက်လို့ရပြောချင်တဲ့ test တွေများတဲ့ဟာမျိုးဆိုရင်ကျွန်တော် AI ဒီ prompt က useful ဖြစ်သေးလားကျွန်တော်ပြန်ထုတ်ပေးတဲ့ဟာဖြစ်သေးလားပေါ့နော်ဒါမှမဟုတ်လို့ရှိရင်အများကြီးပေါ့နော်ကျွန်တော်တို့ product question တွေရှိတဲ့ကောင်ဒီ mid fidelity လောက်ကျွန်တော်တို့ဖြေလို့ရတယ်ဗျာဆိုတော့အဓိကအားသာချက်ကအဲ့ဒါပေါ့နော်ဟိုဘယ်လိုပြောမလဲဆိုတော့ learning လုပ်တာကို customer တွေကြိုက်လားမကြိုက်လားသူဒါမှမဟုတ် day to day use case ကိုက enterprise software ထုတ်တဲ့သူဆိုသူတို့ရဲ့ day to day use case တစ်ခုအတွက်ကိုယ့်ရဲ့ feature idea အလုပ်ဖြစ်လားမဖြစ်လားဆိုတော့သိဖို့အတွက်Figma မှာ final UI design ရှိနေဖို့မလိုတော့ဘူးဒီနေ့ခေတ်မှာဟို
designer တယောက်အနေနဲ့လည်းအဲ့ဒီဟာတွေပေါ်မှာ focus လုပ်မနေသင့်တော့ဘူးပေါ့နော်အဲ့ဒီစားကျွန်တော်တို့ focus လုပ်ကြရပြီဖြေရမယ့် question တွေအများကြီးရှိတယ် product market fit ဆိုတာ PM တယောက်ရဲ့တာဝန်နဲ့မကတော့ဘူး PM ကို designer ကိုကျွန်တော် engineer ဒီ product trio လို့ကျွန်တော်တို့ခေါ်တယ်၃ယောက်လုံးရဲ့တာဝန်ပေါ့နော်၃ယောက်လုံးကဒါနမူနာပြောချင်တာဒီ team ၃ခုလုံးရဲ့ဝိုင်းပြီးတော့ဖြည့်ရှင်းရမယ့်တာဝန်ဖြစ်သွားပြီနော်ဆိုတော့တကယ်တမ်းစိတ်ဝင်စားဖို့ကောင်းတာက high fidelity state ကပုံစိတ်ဝင်စားဖို့ကောင်းမှထင်တယ်ပြောပြောရင် yes အဲ့ဒီဟာကကျွန်တော်တို့ဒီ designer လက်ရှိ workflow တွေနဲ့တိုက်ရိုက် against ဖြစ်သွားတော့မယ်ဟာလို့ဖြစ် ဟုတ်တယ်နော်ကျွန်တော် high fidelity ချက်ဘာတွေမြင်ကြတော့ကျွန်တော်တို့high fidelity ရောက်လာပြီပုံမှန်ကျွန်တော်တို့လုပ်နေကြဆို Figma မှာဒီ components တွေလုပ်မယ် design tokens တွေ setup လုပ်ရမယ် right ကျွန်တော်တို့အများကြီးအချိန်နေပြဥပမာဆို develop ထပ်ပြီးတော့ minimum 3 days လောက်ထပ်သွားမယ်နော်အဲ့မှာကျွန်တော်တို့ပြန်ပြီးတော့ code နဲ့ sync လုပ်ဖို့အတွက်လုပ်ရတဲ့အပိုင်းတွေရှိမယ်အခုဒီမှာကျတော့ကျွန်တော်ဘယ်လိုပုံစံဖြစ်သွားပြီလဲဆိုတော့အခုနကကျွန်တော် test တွေရဲ့ environment မှာပဲကျွန်တော်တို့ပို့ပြီး fidelity မြင့်တဲ့ design ကို introduce လုပ်တယ်ဒီနေရာမှာတခါတည်းကျွန်တော်တို့ tokens တွေနဲ့ standardize လုပ်တယ်ဘယ်မှာလုပ်လဲ Figma မှာလုပ်ပြီးမှ code မှာ sync တာမျိုးမဟုတ်ပဲ code base မှာတခါတည်းကျွန်တော်တို့က design system tokens တွေကို set လုပ်တယ်ပြီးတော့ရင်ပြီးတော့ကျွန်တော်ဒီ storybook တို့ ladder တို့ဒါတွေကြည့်သုံးပြီးတော့ accessibility test တွေအကုန်လုံးပေါ့ components တစ်ခုချင်းစီရဲ့ state တွေဒါတွေကိုတခါတည်းဒီ environment မှာပဲတခါတည်းလုပ်တယ်ပေါ့နော်ကျွန်တော်တို့ Figma ကိုသွားပြီးတော့လုပ်ပြီးတော့ဒီဘက်ကိုပြန်လာ sync ဆိုရဲအဲ့ဒီ concept လိုက်ကြီး design system connect ဖြစ်တဲ့အဲ့ concept လိုက်ကြီးကမရှိတော့ဘူးဒါက code base မှာပဲကျွန်တော်တို့လုပ်တယ်အဲ့မှာပဲ iterate လုပ်တယ်ပြန်ပြီး interaction level တွေဒီမှာပဲပြန် define လုပ်တဲ့ပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်ဒါအားလုံးအချိန်ရလဲ half a day ပဲဟုတ်တယ်ဟိုဘယ်လိုပြောမလဲဆိုတော့အခုကျွန်တော်တို့ဒီ final design စီဟိုဟာတွေ update လုပ်တဲ့ကောင်တွေကဟို Figma မှာမဆွဲနေတော့လို့ဆိုလို့တော့မဟုတ်ဘူးเนาะ Figma မှာကျွန်တော် component တွေပါတယ်တချို့သိမ်းထားလို့ရဒါပေမဲ့ဘယ်လိုပြောမလဲဆိုတော့ဒါဆိုရင်ဒီလိုဖြစ်သွားမယ့် scenario ဒါကဒီ Figma မှာကျွန်တော်တို့တော်တော်များများအရင်တော့လုပ်ခဲ့တဲ့ဟာပါလဲဆိုတော့ဟို Figma file တစ်ခုတည်းဝင်ကြည့်လိုက်လို့ရှိရင် section ပေါင်းများစွာနဲ့ဟိုဘယ်လိုပြောမလဲဒါကဒီလို happy path ဒါကတော့ happy path မဟုတ်ဒါကကျတော့ error state ဒါကဒီလိုဖြစ်သွားမှာဒါကဒီလိုဖြစ်သွားမှာအနေထား Figma ထဲမှာကျွန်တော်တို့က section ပေါင်းများစွာ string ပေါင်းရာပေါင်းများစွာနဲ့ curate လုပ်ဖို့ကြိုးစားတာပေါ့နော်ဒါပေမဲ့တော်တော်များများအဲ့ error state တွေတကယ်အဲ့မှာဖြစ်လားမဖြစ်လားဆိုတော့လေကျွန်တော်တို့တကယ်တမ်း product တွေမှာ send မကြည့်ဘယ်တော့မှမသိနိုင်ပြီးတော့အဲ့တဲမှာတော့ကျွန်တော်တို့ scroll ဆွဲရင်ဒီလောက် container size နဲ့ပဲ scroll ဆွဲဒါကဘယ်လို fix ဆွဲအဲ့ဒါတွေကတကယ်တမ်း browser မှာ test လုပ်မကြည့်သေးဘူးကိုယ်တိုင်လည်းယာနှုံးပြည့် guarantee လုပ်ပြီးတော့ပြောလို့ရတဲ့ specs တွေမဟုတ်ဘူးဆိုတော့ကျွန်တော်တို့အဓိကပါလဲဆိုတော့ Figma မှာ yes ကျွန်တော်ဥပမာဆိုဒါ explore လုပ်တယ်ဒီကောင်လေး set လုပ်လိုက် define လုပ်ချင်တယ်ဆိုလုပ်လို့ရတယ်ဒါပေမဲ့အဓိကပါလဲဆိုတော့တကယ် problem solving နဲ့ပတ်သက်တာ design decision making တွေက code base ထဲမှာလုပ်ပါနော်အဲ့အတွက်ကျွန်တော်အခုခဏနေပြပါပေါ့နော်ဒီ cursor မှာဆိုလို့ရှိရင်တခြားဒီနေ့ခေတ်ကျွန်တော်ဒီ AI ဟိုဖြစ်တဲ့code ဟိုဒီမှာကျွန်တော် IDE tools တွေမှာကတော်တော်များများက canvas view တွေပါလာတယ်ဆိုတော့ဒီ code base ထဲမှာရှိတဲ့ component တွေကျွန်တော်တကယ်နှိပ်ကြည့်လို့ရတယ်ပြီးတော့ inspect ထောက်ကြည့်လို့ရတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့တကယ်တမ်းအဲ့ထဲမှာသွားပြီးတော့ထည့်လို့ရတယ်ဥပမာ design system token တွေဆိုလို့ရှိရင်လည်းဒါကတော့ကျွန်တော်ရဲ့ token တွေပါဒါက developer ခင်ဗျားတို့ဒါကိုယူသုံးပါဒါကြီးလွဲနေသေးတယ်အဲ့ conversation တွေကမရှိတော့ဘူးတကယ်တမ်းကျွန်တော်တို့ token တွေကကျွန်တော် code base ထဲမှာနေတာပါနော်ဆိုတော့ဒီဥပမာဆိုတော့ဒီ button တစ်ခုကဒီ token မသုံးနေဘူးဆိုလဲအဲ့ဒါ code base ထဲမှာကျွန်တော်သွားပြင်လို့ရတယ်တိုက်ရိုက်ပြင်လို့ရတယ်ပြီးတော့ PR တစ်ခုတင်လိုက်လို့ရတယ်ဒါကဟိုဘယ်လိုပြောမလဲဟို design နဲ့ engineering ဒါမင်းရဲ့ token နဲ့ငါ့ရဲ့ token နဲ့မင်း token နဲ့ငါ့ token နဲ့မကိုက်ဘူးဆိုတော့အားကဟုတ်တယ်ပြီးတော့ခုနကပြော component တွေကိုကျွန်တော် control လုပ်တယ် maintain လုပ်တယ်ဟိုလေ source of truth ကလည်း later ပဲသုံးလို့ storybook ပဲသုံးလို့ပါเนาะကျွန်တော်တို့ storybook sponsor မရပါဘူးဟိုဒါက storybook သုံးပါလို့ဆိုလို့မဟုတ်ပါဘူးဟိုကြိုက်တာသုံးပါပြောချင်တာအဲ့ဒီ component list ရဲ့ source of truth ကလည်း code ကနေဖြစ်တယ်ပေါ့နော် customer လက်ထဲကိုတနေ့ရောက်မှာက Figma မဟုတ်ဘူးဒီကောင်သုံးပါဟုတ်တယ်ဒီထဲမှာကျွန်တော်တို့ရဲ့ source of truth မရှိနေဘူးဒီကောင်တွေကကျွန်တော်တို့ရဲ့ main အမှန်ကန်ဆုံးအရာမဟုတ်နေဘူးဆိုလို့ရှိရင်အဲ့ဒီ Figma file ဘယ်လောက်မှန်နေသူ့ရဲ့ purpose ကို fail တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဟုတ်တယ်အဲ့ဒီအတွက်လည်းမ fail ရအောင်ဆိုပြီးတော့ Figma ထဲမှာရှိသမျှတိုင်းဟိုကထပ်တူထက်မြနှစ်နေရာ control လုပ်မလားဒါမှမဟုတ်ဒီ central မှာထားပြီးကျန်တဲ့ကောင်တွေကို tools အနေနဲ့ထားမလားဆိုတာကျွန်တော်တို့ရဲ့ choice เนาะဆိုတော့ဒီနေ့ခေတ် AI ခေတ်မှာဘာကြောင့်ဒါပူရလာလဲဆိုတော့ဟိုဘယ်လိုပြောမလဲဆိုတော့လူတိုင်းနီးပါးကကျွန်တော် natural language နဲ့ communicate လုပ်လို့ရလာတယ် coding ရဲ့ standards တွေဒီကောင်တွေအကုန်လုံးကကျွန်တော်တို့ဒါ code generate လုပ်တဲ့ skills တွေပေါ့ cloud ကိုကျွန်တော်ခိုင်းလို့ရတယ်ဥပမာ story ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ component story ထုတ်ပေးတဲ့အခါကျရင်ဒီ state တွေလုပ်ပါဟို documentation ဆိုရင်မင်းအများနဲ့ဒါတွေကိုဖော်ပြပေးပါဒါမျိုး test တွေ auto run ပေးပါဒီကောင်တွေကကျွန်တော်တို့ရဲ့အဓိက cloud skills တွေဖြစ်သွားပြီဒါတွေကျွန်တော်တို့ context တွေအချိန်မီခေါ်သုံးလို့ရတဲ့ဟာတွေဖြစ်သွားပြီဆိုတော့အဲ့ဒီနီးနဲ့ source of truth ကပြောချင်တာက
product team နဲ့ engineering team ကကင်နာတဲ့ source of truth customer ကင်ရတဲ့ source of truth ကတခုတည်းဖြစ်ဖို့လိုတယ်။တေချာတခုကအဲ့ဒါ Figma မဟုတ်ဘူး။ဆိုတော့ကျွန်တော်ကဒီ mentality ကိုစပြီးတော့ပြောင်းမှုလိုပြီးပေါ့နော် mentality ပြောင်းလဲတဲ့ပတ်သက်ပြီးအခုကျွန်တော်တို့ဘာလေးတွေပြောင်းလဲသွားလဲဆိုတဲ့ဟာလေးပေါ့နော် ဒါလေးကြည့်လိုက်အောင်ကျွန်တော်တို့ prototyping with frames Figma မှာ state တွေ control လုပ်မယ်အကုန်လုံးထည့်မယ်ပြီးတော့ကျွန်တော်နောက်ပိုင်းသူတို့ဒီ condition ဥစ္စာတွေပါထည့်ပေးလိုက်ပါသေးတယ်ဒါပေမဲ့အဲ့ဟာတွေလုံမလားအခု state ကကျွန်တော်ဘယ်လိုဖြစ်သွားပြီလဲဆိုတော့ end product ကကျွန်တော်တခါတည်း realistic experience တခါတည်းတမ်းပြီးစမ်းကြည့်လို့ရပြီ customer ရဲ့လက်ထဲကိုငါတို့ဒီဟာပေးမယ်ဆိုတော့ဟာမျိုးနဲ့ကိုစမ်းလို့ရနေပြီကျွန်တော်တို့ဒီဘက်မှာအသေးစိတ်လောက်ထားတဲ့ဥမာဘယ်လိုပြောမလဲ ease out 300 millisecond လို့ပြောမဟုတ်တကယ် actual မှာသုံးမဲ့ဟာလိုမျိုးကျွန်တော် day 1နဲ့ကစပြီးတော့စမ်းတက်လုပ်ရမှာကျွန်တော်တို့နောက်တစ်ခုဘာပြောင်းလဲသွားလဲ design briefing okay design brief ကိုဘယ်ကနေလာမှာတော့ design PM တယောက်က designer ကိုနင်ဒါလေးဆွဲပြီးပါဆိုတာမျိုးပြောရတဲ့ခင်မဟုတ်တော့ဘူးဟုတ်တယ်ဘာလို့လဲဆိုတော့ဒါလေးဆွဲရမယ်ဆိုတဲ့ decision က PM နဲ့ designer နဲ့အတူတူစုံပြီးတော့ဒါလေးလောက်ကြမယ်လို့ဆုံးဖြတ်လို့ဆိုတော့ဘယ်လိုပြောမလဲ designer ကဆွဲရမယ် design နဲ့တောင်းယူဆိုတဲ့ခက်ကပုံသွားပြီ PM နဲ့ designer နဲ့အစောကြီးတွေကပြဿနာစပြီး define လုပ်တာနေ fine နဲ့ငါတို့ဒါလောက်ကြမယ်ဆိုတဲ့ decision ကြီးကဖွင့်နေပြောရင် engineering မှာပါတယ်အတူတူဝိုင်းပြီးတော့ decide လုပ်ကြတဲ့ခေတ်ပေါ့နော်ဆိုတော့ဒါက relevant မဖြစ်တော့ဘူးဆိုတော့နော်နောက်တစ်ခုကပိုပြီးစဉ်းစားဖို့ကောင်းတယ် developer handoff နော်အခုနကကျွန်တော်ပြောသလိုပဲပေါ့ Figma နဲ့ code နဲ့ sync ဥစ္စာနော်ဒီဟာအကုန်လုံးအားလုံးကအခု code base မှာပဲဖြစ်နေပြီနော်အဲ့တော့ဘာကြံသေးလဲပေါ့ကျွန်တော် handoff လုပ်စရာတခါတည်းဒီမှာ code ဒီမှာပဲကြည့်လိုက်တော့ပေါ့နော်အဲ့ဒါမှဘယ်လိုပြောအောင်လဲ Figma ကဒီလိုရှိပါတယ် code ကဒီလိုရှိပါတယ်ပြီးတော့နောက်တစ်ခုဒီ mix match ဖြစ်တဲ့ဟာတွေအဲ့လုံးဝမရှိတော့ဘူး handoff ကလည်း easily smooth ဖြစ်သွားပြီပေါ့နော်နောက်ဆုံးတစ်ခုကတော့ဒီ design system sync ပေါ့အဲ့ကောင်ကကျတော့အခုနပြောသလိုပေါ့နော်ကျွန်တော် sync လုပ်နေရဘာလို့လဲဆိုတော့နှစ်ခုရှိနေလို့ရယ်တစ်ခုနဲ့တစ်ခုမကိုက်လို့ဟုတ်တယ်အဲ့ဒါကြောင့် sync လုပ်နေရပါနော်အဲ့တော့တကယ်တမ်း code base မှာပဲကျွန်တော်ရဲ့ main source ဖြစ်မယ်ကျွန်တော်ပြောချင်တာ Figma မှာ variable တွေမရှိရအောင်မပြော Figma မှာရှိတယ်ပြီးတော့ကျွန်တော် code base မှာကျွန်တော်အဓိကထားပြီး maintain လုပ်တယ် right နောက်ပြီးတော့ကျွန်တော်ဥပမာ accessibility test လုပ်တယ် DI ဟိုဖြစ်တယ်ဆို main code base ထဲမှာကျွန်တော်တို့က test လုပ်လို့ရတယ် multiple branch တွေခွဲလို့ရတယ်ဆိုတော့ဒါကဒီ usability test stress ကိုကျွန်တော်တို့ကဆိုတော့ maybe ကျွန်တော်တို့ဒီ token ကိုဒီ version ကျွန်တော် update လုပ်ထားတယ်ဒီညမှာကျွန်တော်တို့ဒီဟာစပြီးတော့ကျွန်တော်ပြောင်းထားလိုက်တယ်အဲ့ဒီကောင်အတွက်ကျွန်တော်တို့ branch တစ်ခုခွဲပြီးတော့ကျွန်တော်တို့ဒီ POC စပြီး test လုပ်ကြည့်လို့ရတယ်အများကြီးလုပ်လို့ရတယ်ဒီနေ့ခက်ကဥပမာဆိုပါဆိုကျွန်တော်ဒီ component ကျွန်တော် test လုပ်ချင်တယ်ဒီဟာဆိုလို့ရှိရင်တကယ် Figma မှာ manage လုပ်သလိုပဲကျွန်တော်ဒီကောင်တွေကဆိုပါဆိုဒီမှာတစ်ခါတည်းကျွန်တော် apply လုပ်လို့ရတယ်ဆိုပါဆိုဒီမှာကျွန်တော် token တစ်ခုရွေးမယ်ဆိုပါဆိုကျွန်တော်maybe ဒီ color ရွေးချင်တယ်ဒါမှမဟုတ်ကျွန်တော်ဒီ token တွေကတကယ်တမ်းဟိုမှာရှိနေတဲ့ token တွေဟုတ်လားမဟုတ်ဘူးလား like အကုန်လုံးကကျွန်တော်ဒီမှာတစ်ခါလေးလုပ်လို့ရတယ်ဗျာဆိုတော့ဟို Figma ထဲမှာရှိတဲ့ကောင်ဟိုဘယ်လိုပြောမလဲကျွန်တော် Figma ကိုလုပ်ထားတဲ့ကောင်လည်းကျွန်တော် code connect နဲ့ပဲဖြစ်ဖြစ်တခြားနည်းတစ်ခုနဲ့ကျွန်တော်ဒီ agent ကနေပြီးတော့ plan ပြီးတော့ခေါ်လို့ရတယ်ကျွန်တော် code base တွေကို Figma MCP နဲ့ပြီးတော့လို့ရှိရင်ကျွန်တော်ဒီထဲမှာ manage လုပ်ဒီ component ကို test လုပ်တာနောက်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီ storybook ဒီစောက်တာဒီကောင်တွေအကုန်လုံးကဒီမှာပဲတစ်ခါလေးဖြစ်သွားမှာဆိုတော့ဘယ်လိုပြောမလဲဆိုတော့အကုန် designer ရော engineer ရောဒီ code base ကိုပဲကျွန်တော်အပိုင်းလုပ်တယ် maybe ကျွန်တော်တို့ဘယ်လောက်ထိလဲဆိုလို့ရှိရင် maybe branch တစ်ခုခွဲပြီးတော့အဲ့ဒီမှာကျွန်တော်ဒီ design updates တွေလုပ်တယ်ပြီးတော့ရင်ကျွန်တော် okay ဆိုပြန် merge လုပ်ရတယ်ဆိုတော့ပြောချင်တာကဘာလဲဆိုတော့ Figma ကကျွန်တော်တို့အတွက် record keeping နဲ့မြန်ဆက် visualize လုပ်ကြည့်လို့ရတဲ့ဟာပြီးပေါ့ဥပမာဆို collection variable collection ခွဲပြီးတော့ dark mode နဲ့ light mode နဲ့ကျွန်တော် section လေးနဲ့ခွဲကြည့်တာမျိုး something ဒါပေမဲ့အဲ့ဒီကောင်ထဲမှာဒါငါတို့ရဲ့ company ရဲ့ source of truthကျန်တဲ့သူတွေအားလုံးကဒါကိုရသလောက်စူးစမ်းကြည့်ပြီးတော့ပြန်လုပ်ကျွန်တော်တို့ကအဲ့တော့ documentation တွေပြန်ထုတ်ပြန်ဆက်သွယ်အဲ့ဒီဟာမျိုးတွေမဟုတ်တော့ဘဲနဲ့ code base ကပဲကျွန်တော်တို့ရဲ့ source of truth ဒီ product ရဲ့ source of truth ကအဲ့ product ကိုတိစောက်ထားတဲ့ code base ကျန်တာတွေကကျွန်တော်မျိုးစုံ tools တွေဖြစ်လို့ရတယ် storybook ဆိုတာလည်း tools တစ်ခုပဲ Figma ဆိုတာလည်း tools တစ်ခုပဲ right ဒီ tools တွေကဒီ experience ကိုအဆင်ပြေအောင်လို့ကျွန်တော်တို့ explore လုပ်ဖို့ပေးတယ် visualize လုပ်ဖို့ပေးတယ်ဒါပေမဲ့အချိန်တန်ရင် code base ကပဲ source of truth ဖြစ်ဖို့လိုတယ်ဆိုတော့ဒါကဒီကျွန်တော်တို့ဒီ new workflow ရဲ့ philosophy ပေါ့ yes okay quite a shift ပါ